တွင်းဒီအကိတ်ကြီးကွယ်ကျမအခုမှစားရလို့နှောင်တရဒီနေ့ကျမမြန်မာပလာဆောင်မှာဈေးတော့ရင်းနဲ့ရှာရှည်ပြီးတော့မနော်အမှကျမအတီးတမ်းဘက်ကိုရှောက်သွားရင်းနဲ့တွင်းဒီကိုကျမတွေ့လို့ကြည့်လိုက်တဲ့ခါမှာ1ကီလို3000ခွဲဆိုတော့အရန်တန်လို့ဆိုပြီးတော့ကိုဝယ်စားခဲ့ပေါ့နော်အမှကျမကြိုက်တဲ့အတီးကိုကျွေးပြီးတော့ချိန်ထားလိုက်တယ်ချိန်ထားတဲ့ကျမပထမဆုံးတစ်လုံးချိန်နေတာ9800အဲ့နဲ့ဟုတ်ပြီကျမအဲ့ထက်သေးရဲ့နောက်ထပ်တစ်လုံးပေါ့နော်မတိမတာသေးရဲ့တစ်လုံးချိန်ခိုင်းတော့9300လားမသိဘူးဒီအရှိဗီဒီယိုထဲမှာပါမယ်နော်9300လားမသိဘူးအဲ့လောက်ပဲကြာရဲ့အဲ့ကျမအဲ့အလုံးကိုယူလိုက်တယ်အမွာတွေဆိုတာအကြီးကြီးတွေနော်ရိုးတရားတီးချွတ်ချွတ်မွေးအကြီးကြီးတွေတန်မတန်ကျမလေးအရင်တစ်ခေါက်ကရှေ့အပတ်ရှေ့တစ်ပတ်နှစ်ပတ်လောက်ကဖြစ်မယ်ထင်တယ်ဝယ်စားတာ1ကီလို4000ခွဲနဲ့ဝယ်စားတာလေဒီလိုအမွာအကြီးကြီးလည်းမဟုတ်အမွာတိတိလေးကွယ်စားရတာအားလည်းမရဘူးဒီလားတိတိလေးနဲ့လေပြီးတော့ချိုးလည်းမချိုးဘူးဆိုင်တော့ဒါတော့အဲ့ချိန်မှာဈေးကြီးနေလို့လားမသိဘူးเนาะဆိုင်တော့မပြောတော့ဘူးကွယ်အမွာလေးရတိတိလေးနဲ့အခုတစ်ခါမြန်မာပလာဆာမှာကိုဝယ်ခဲ့ရလေဒါဒီဘူးထဲမှာ9မွာပါတယ်တိလားအပေါ်ကဒီ4မွာရဲ့အောက်မှာအမွာတိတိလေးတမောပါတည်း9မွာပါတယ်အဲ့9မွာကွယ်အကြီးကြီးစားရတာဆိုတာလေမြိန်ရောတိလားချိုမွေးအီစိတ်အရာစားလို့ကောင်းအမကျမရှာရှည်ပြီးဝယ်ခဲ့ရပေါ့ကွယ်ဝယ်ခဲ့ပြီးတော့ကျမရောက်တာနဲ့မနေနိုင်တော့လို့ချက်ချင်းဖောက်ပြီးချက်ချင်းစားလိုက်တယ်စားလိုက်တဲ့ချိန်မှာလေကျမလေးငတ်လိုက်တာဆိုတာစားပြီးစားချင်နော်ဒူးရင်ဒီစေကွက်ကိုအဲ့လောက်ထိဈေးမြောက်သွားမှသူတွေများလှုပ်လိုက်တာလည်းမသိဘူးရမ်းပဲနော်တကယ်ဟုတ်ပဲဘာလို့လဲဆိုတော့လေစားပြီးစားချင်ဖြစ်နေတဲ့အတီးကအဲ့လောက်ဈေးကောင်းနေရောသိရမလားကိုရီးယားခဏလည်းမဝယ်စားနိုင်ဘူးလေအဲ့တော့ငက်ကြီးကြရတာပေါ့နော်ငက်ကြီးကြနေချိန်မှာအခုလိုမျိုးစားလိုက်ရတော့အရန်ကိုစားကောင်းအရန်ကောင်းကျမဝယ်ခဲ့တာမြန်မာပလာဇာမှာပါနော်မြန်မာပလာဇာစီးတီးမတ်မှာပါသူကလေအမွာအရန်ကြီးပေမဲ့အစိကလေးတော့နည်းနည်းများရယ်နော်သိလားဒါပေမဲ့ကျမအတော့ကတော့ဒီတစ်ခေါက်စားရတန်တယ်လို့ခံစားရတယ်အရန်ကောင်းတယ်